တခေါက်ပေါ့နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တတရားချက်ကိုပြီးတော့ဘုန်းတော်ဒါကိုဝိသုဒ္ဓိနဲ့ညာစေသင်္နာလို့နာမည်ပေးထားမရေးနဲ့ဝိသုဒ္ဓိနဲ့ညာစေသင်္နာပြန်ပြောတယ်မှာဘာသင်္နာအဲ့ဒါကဘုန်းကြီးစကားလုံးနဲ့သုံးထားတာဘုမဘာနီးစနစ်ပေးကြလို့လဲဆိုလို့ရှိရင်ဘုံဘုံတို့ဗုဒ္ဓဘာသာဝင်များဘုရားဝတ်တယ်လို့ရှိရင်နိဗ္ဗာန်ရပါလို့ဤဆိုတဲ့သူကလူတိုင်းတောင်းတာနော်မှန်ပါဗျာနိဗ္ဗာန်ဆိုတဲ့လမ်းကဘလို့ဖြတ်တန်းရမှလဲဆိုတဲ့ဤစနစ်ကိုရှင်းပြဟုတ်လားနိဗ္ဗာန်ဆိုတဲ့လမ်းသို့မဟုတ်နိဗ္ဗာန်ဆိုတဲ့ပန်းနိုင်ပေါ့ဗျာ destination လို့သုံးကြတယ်အင်္ဂလိပ်လိုတော့တခါတလေဘုံတို့မြန်မာနိုင်ငံမှာတရားတွေအားထုတ်နေကြတယ်ဒီလမ်းခရီးကိုဘယ်လိုဖြတ်ရမလဲဆိုတာကြတော့လမ်းဆုံးပြီးရှင်းပြတဲ့ဘုံဘုံသိသလောက်တော့မတွေ့ဘူးပေါ့နော်ဘုံဘုံအဲ့ဒီစနစ်လေးကြတော့ဘုံတို့ပရိယတ်တိဓမ္မသဗ္ဗံကရမီဆွမ်းလာကြတဲ့ခါကျတော့ဘုံဘုံကနည်းနည်းမဲမဲကြည့်တော့မသိတဲ့အခါကျတော့ဒါလေးဒီလိုလေးလုပ်ပြီးကောင်းမယ်ဆိုတဲ့စိတ်ကူးနဲ့ပြီးတော့သင်္ညာရက်လေဘုံဘုံအဲ့ဒါကိုလေ့လာဘုံဘုံလည်းနည်းနည်းပါးပါးလုပ်တယ်ပေါ့ဗျာအဲ့လိုလေးလာတော့2 လလောက်ကြာတဲ့ခါကျတော့နိဗ္ဗာန်ဆိုတဲ့လမ်းကဘလို့သွားရမလဲဘလို့အခက်အခဲတွေရှိသလဲဆိုတာသိသွားတာပေါ့နော်သိသွားတဲ့ခါကျတော့ကိုယ့်ရင်ထဲမှာဘုံဘုံရဲ့ကျင်ထဲမှာပေါ့ငါဒီဘဝနိဗ္ဗာန်မရောက်တော့မှနိဗ္ဗာန်ဆိုတဲ့ပန်းနိုင်တစ်ခုကဘလို့လျှောက်ရမလဲဘလို့ရောက်အောင်သွားရမလဲဆိုတော့အသိပညာတစ်ခုကိုယ့်စီမှာသိသွားတော့ပေါ့နော်အခုအဲ့ကျတော့ဘုံဘုံရဲ့စိတ်ထဲမှာကျင့်တတ်တယ်ပေါ့ဗျာဘာဖြစ်လို့လဲဒီဘဝတော့နိဗ္ဗာန်မရောက်နိုင်ဘူးလို့အောက်မေ့တယ်ပေါ့နော်ကိုယ့်ကိုအဲ့လောက်ဒီအမခံကြပေးတယ်သို့တော့ဒီခရီးလမ်းကိုဘယ်လိုဖြတ်မလဲဆိုတဲ့အကြောင်းအရာလေးသိသွားတဲ့ခါကျတော့ကိုယ်ဒီမှာဘုရားသာသနာနဲ့ကြုံလို့မှတခါတည်းနိဗ္ဗာန်မရောက်တော့မှဘုရားသာသနာနဲ့ကြုံတဲ့ခန္ဓာနဲ့ဘဝကိုရရှိသည့်အခိုက်အတန့်မှာနိဗ္ဗာန်ဆိုတဲ့ပန်းနိုင်ကဘလို့အချိုးကွေ့တွေနဲ့ဖြတ်သန်းရမှာဆိုတဲ့ဟာလေးသိတော့ကိုယ်ရင်ထဲမှာပီတိဖြစ်တာပေါ့ဗျာကြည်နူးမှုဖြစ်တာပေါ့အခုလာပြီးတော့တက်တဲ့ပုဂ္ဂိုလ်များဆိုလို့ရှိရင်လည်းနိဗ္ဗာန်ဆိုတဲ့ပန်းတိုင်ကဘလို့ရောက်အောင်သွားမှလဲရောက်အောင်သွားနိုင်ခြင်းမသွားနိုင်ခြင်းမိမိတို့စိတ်ဓာတ်တည်ငြိမ်မှုတမာတိကိုရှာဖွေတဲ့အခါမှာတည်ငြိမ်လို့ရှိရင်တည်ငြိမ်တဲ့လောက်ထိရှာဖွေနိုင်မှာကျင်းနေတယ်နောက်တစ်ခါတချို့ဒီထဲမှာဘုံဘုံသိသလောက်ပေါ့နော်ဘုံဘုံတချို့ခေါ်တွေ့ထားတာရှိတယ်တရား2 လတို့3 လတို့ထိုင်မှုတဲ့ပုံကိုယ်တွေအဲ့ဒီပုံကိုယ်တွေဆိုသူတို့ဘာမြင်လို့ဆိုလို့ရှိရင်သူတို့ဘယ်နှမ်းလဲမှာဆိုတာဘုံဘုံအားရတော့တိတိကျကျသိတယ်အဲ့ကြတော့ခုနကပြောလိုက်တဲ့စကားလုံးထဲမှာတမာတိဆိုတဲ့စကားလုံးလေးပါတယ်နော်တမာတိတဲ့ပြန်ပြောကြည့်တော့တမာတိစိတ်တည်ငြိမ်မှုကိုဆိုလိုတာနော်မြန်မာနိုင်ငံမှာတော့စိတ်တည်ငြိမ်မှုလို့ခေါ်တဲ့တမာတိကိုရှာဖို့တဲ့အခါမှာအာနာပါနသတိဆိုပြီးတော့ဝင်လေထွက်လေကနေရှာတာများတယ်ဘုံဘုံကအဲ့ဒီကနေမရှာဘူး
ပုံစံတစ်မျိုးနဲ့ရှာမယ်အဲ့ကြတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကကိုယ့်ရဲ့စိတ်တည်ငြိမ်မှုရအောင်စိတ်တည်ငြိမ်တဲ့နီးစနစ်40ပေးထားတယ်ဟုတ်လား40တည်းကနေပြီးတော့ဘုံဘုံအဲ့တစ်မျိုးနဲ့ညတော့ပြင်တော့ဓမ္မနုဒ္ဒတိနဲ့ပြောလို့ရတော့ဘုံဘုံစကလုံးလေးတွေဒီနေ့စပြီးတော့တင်မှာအဲ့စကလုံးလေးတွေဆိုတော့ရန်ကုန်ကလူများဆိုလို့ကြည့်တော့လွယ်ပါတယ်ဗျာစကလုံးက9လုံးပြန်ပြောတာဘယ်နှလုံး9လုံးမှတ်တိုင်9ခုလို့မှတ်ထားလိုက်ဒီမှတ်တိုင်ကိုရောက်ဖို့အတွက်ငါရဲ့စိတ်ဓာတ်အရေးသွေးငါရဲ့တမာတိဘယ်တိုင်းတာတိလိုမယ်ဆိုနောက်ဆုံးမှတ်တိုင်ကြလို့ရှိရင်တော့တမတ်တကူကြတော့မှာပေါ့နော်နောက်ဆုံးအဲ့ဒီမရောက်ဘူးပဲပေါ့ဗျာအဲ့ဒီရောက်ဖို့ဆိုရင်စိတ်ဓာတ်အရေးသွေးတွေစိတ်ဓာတ်တည်ငြိမ်မှုအရေးအသွေးတွေဘယ်လောက်ထိလိုအပ်တယ်ဆိုတဲ့အတိုင်းတာလည်းသိမယ်စိတ်ဓာတ်တည်ငြိမ်လာတဲ့အခါမှာကျတော့ဈာထဲမှာလောကရန်တရားတွေရှိပါဗျထုံးစံတိုင်းဘဝလျှောက်လန်းတယ်လို့ပဲနိဗ္ဗာန်ဆိုတဲ့ဘဏ္ဍတကူကိုလျှောက်လန်းလို့ရှိရင်အကောင်းလောကရန်တွေလည်းတမာတိရဲ့အပေါ်မှာယက်တည်နေတဲ့အရာနဲ့အကောင်းလောကရန်တွေလည်းကြုံမှာအဆုံးလောကရန်တွေလည်းကြုံမှာပဲအဲ့ဒီတွေဘုံဘုံတစ်စင်းချင်းပြောတော့ကြတော့ဒီနေ့ကျတော့ဘုံဘုံကဘာပြောမှလဲဆိုလို့ကြည့်ဝိသုဒ္ဓိ9ပါးကိုမှတ်တိုင်9တိုင်နော်သူကပိုက်ဆံပဲစီးလို့တော့မရဘူးပေါ့ဗျာတော့ကြတယ်ပြောလို့ကြည့်ရင်ဘာပေးစီးလို့ကြည့်ရင်ဒီမှတ်တိုင်တရားကိုဖြတ်လို့ရမယ်နောက်မှတ်တိုင်ကျတော့ဘာပေးစီးလို့ဖြတ်မယ်နောက်မှတ်တိုင်ကျဘာပေးစီးလို့ဖြတ်မယ်ဆိုတဲ့အရာနဲ့ဒါဘုံဘုံဘလို့တင်မှလဲဆိုတဲ့အောင်လမ်းကြောင်းပေးတယ်နော်နောက်တစ်ချက်ဘုံဘုံအဲ့မှတ်တိုင်ကိုရေးတဲ့အခါကျတော့ပါဠိစကားလုံးတွေပါလာတယ်ပါဠိစကားလုံးတွေပါလာတဲ့အခါကျတော့ဒီပါဠိစကားလုံးကိုတစ်ကဘလို့ပတ်ဆင်တယ်လဲဆိုတဲ့အကြောင်းအရာကိုရှင်းပြနှစ်ကကျတော့ဘုံဘုံဒီနေ့တင်လိုက်မှာကအဲ့မှတ်တိုင်9ခုတင်လိုက်နောက်တပတ်အင်္ဂါနေ့ကျရင်အာမနာဘူးအကုန်လုံးပြန်မယ်ဒါလေးကိုပြောချင်လို့ဘုံဘုံကဘာလို့ပြောလိုက်တာလဲကိုယ်စိတ်ကအဲ့ဒီစကလုံးလေးရဲ့အပေါ်မှာမရောက်ဘူးလားရောက်တယ်ဒါဆိုနည်းနည်းလေးရှင်းလိုက်အောင်ဘုန်းကြီးတွေတရားပြတဲ့အခါမှာရူပါယုံဆိုတာစကလုံးခဏခဏသုံးတယ်နော်ရူပါယုံကိုဘယ်လိုနားလည်ထားရူပါယုံကိုဘယ်လိုနားလည်ထားအစင်းကိုမြင်တာပေါ့မျက်စိနဲ့မြင်နိုင်တဲ့အရာဝတ္ထုအလုံးဟာရူပါယုံဟုတ်လားမျက်စိနဲ့မြင်နိုင်တဲ့ထဲမှာသက်မဲ့ပစ္စည်းတွေလည်းပါမယ်သက်ရှိပစ္စည်းတွေလည်းပါမယ်အဲ့ဒါကိုရူပါယုံလို့သုံးမှာဘာလို့သုံးမလဲရူပါယုံလို့သုံးပါဘုံဘုံစကလုံးလေးရေးလိုက်တဲ့အခါကျတော့မျက်စိနဲ့အဲ့စကလုံးကိုမမြင်ဘူးလားမြင်ပါဘူးအဲ့ဒါရူပါယုံပဲဟုတ်လားအဲ့စကလုံးရဲ့အပေါ်မှာစိတ်ကိုထည့်ထားဒီနေ့9လုံးတင်မှာတတ်ကြီးဒါစာတင်တာမဟုတ်တဲ့အတွက်ဒါကြီးကိုငါမရအောင်ကြည့်ရမယ်လို့ဘာလို့စိတ်ထဲမှာမထားနဲ့အဲ့လိုမဲတင်ထားလို့ရှိရင်စိတ်ရဲ့ပူပန်မှုဖြစ်တယ်ဘုံဘုံဒီစကလုံးကိုခဏခဏပြန်ပြောခိုင်းမယ်ဘလို့ဆိုတဲ့ပတ်စင်ပုံလေးတွေပြောမယ်ကိုယ်အိမ်မှာသမင်းချက်ရင်ဖြစ်စေတဏှာသွားလို့သတိရတဲ့အခါဖြစ်စေကိုယ့်ရဲ့စိတ်လေးကိုဒီစကလုံးလေးတွေကိုခုနဘုံဘရူပါယုံလို့ပြောလိုက်တာနော်အဲ့ရူပါယုံရဲ့အပေါ်ကိုသတိရတဲ့အခါမှာပို့ထားလို့ကြည့်ရင်အဲ့စကလုံးရဲ့အပေါ်မှာကိုယ်စိတ်လေးရောက်မနေဘူးလားအဲ့ဒါတမာတိဟုတ်လားဒါပြတော့ဝင်လေထွက်လေလို့မှတ်တယ်အဲ့ဒါကဘုံဘဒိဋ္ဌိဝိသုဒ္ဓိကြရှင်းမှာပေါ့လားအဲ့ကျတော့ဝင်လေထွက်လေလို့မှတ်တယ်ဆိုလို့ရှိရင်လည်းဝင်လေရဲ့အပေါ်မှာဝင်တယ်လို့မှတ်ထားတယ်စိတ်ကရောက်နေတယ်ထွက်တယ်ဆိုလို့ရှိရင်ထွက်တယ်လို့ကြောက်နေတယ်ဆိုရင်ကိုယ်စိတ်လေးကဝင်လေထွက်လေအပေါ်မှာယက်တည်နေမလားအခုစကလုံးတွေရေးတဲ့ခါကြတော့လေ
အဲ့ဒီစကလုံးလေးဘုံဘုံလက်ရေးလေး